တော်လေးအော်မောင်ကျနေပါလားတော်လေးဘုန်းကြီးပြန်လာတဲ့တူရဲ့အေးကွဘုန်းကျောင်းဆင်းသွားပို့ပြီးတော့ဒီလိုက်ပြီးတော့ဥပုံဆောင်လာတော့ကွဘယ်လိုလဲမင်းရောအလုပ်ကိုင်စီးရလားပုံမှန်လာတာမရှိတော့ကြုံရကြမ်းလုံးနေရတာပေါ့တော်လေးဒီဘကွဒီလိုပဲမင်းတို့လည်းတော်လေးစိတ်မကောင်းပါဘူးလေးသွားမယ်နော်ဟုတ်ကဲ့တော်လေးတော်လေးကျေးဇူးတင်လိုက်ကြမောင်ကျနေတော်လေးရဲ့အသက်ကြီးမှကိုယ်ဆောင်ရတော့အများပြန်မနေကွနေရထိုင်ရတော့တော်ဒုက္ခရောက်တယ်နေရမမြတ်မြတ်ပြင်မအောင်ပါအမေပတ်ဝန်းကျင်ကလေအမေတို့အထင်လွဲကျင်စရာအမေနဲ့ကြွက်နေတဲ့နေပုံထိုင်မှာဟုတ်ကောင်းလို့လားရေရွှေနေတော်လေးကိုအဲ့လိုမပြမနဲ့တော်လေးလဲမလို့ဖြစ်လို့ငါကူကူညီတာအော်မစင်းကနေပစ္စပ်ပတ်ကိုပိတ်ထားတယ်အခုချက်နေငါဆက်ထွက်သွားဒီကိုပတ်သွားလို့ငါပြောနေတယ်နော်ဒီမထားဘူးလားမထားဘူးလားအော်ပြရတယ်တော်လေးကမှလည်းစိတ်နေတော်လေးညနာကြောင့်တော့ဘာဖြစ်လဲတော်လေးညနာတော်လေးညနာကြောင့်ဘာဖြစ်လဲအမေအတော့မကြောက်လို့မမြင်ချင်တဲ့ညနာတွေမြင်နေရတာသမီးဆွဆွဲလို့မဟုတ်ပါဘူးသမီးရဲ့အမေအခုပဲဖုန်းကြောင့်ဥပုပ်ယူလာတာပါဘာဥပုပ်လဲဘာဖျားပြလဲငရဲတော့နတ်ပြည်လို့ဆိုတာကြားတာကြားဘူးလားအမေမြင်ဘူးလို့လားအမေကိုယ်တိုင်တွေ့ဘူးလို့လားရှင်ရွှေတော့ဘာဥပုပ်မှမစောဘာဖျားတယ်မှမလို့ဘာဖြစ်သေးလဲသမီးရဲ့ရင်ရွှေသမီး没有拉过王的咩？等别爱情你的。林吹，怎么嘞？哇！怎么别爱情你的？明天男的故意的专门王的咩？哇！走路嘞嘞，သူများအိမ်လုံးအိမ်နေမှမသိလိုက်ကန်းစောမသိဘူးကထထ你အဲ့လိုမအောင်လေသမီးဖေအောက်ပိုင်းချိနေတာသမီးရဲ့ဖြည်းဖြည်းလေးလောက်ရတယ်မိုးရရလေမိုးတော်တော်အလုပ်ကြီးပဲအဲ့ကောင်းကြီးလည်းမအေးရအောင်